အဲ့ဒီတော့နာမည်ရှင်ဆိုတော့စားလိုက်ရအောင်ပါမယ်ပေါ့နော် menu ရဲ့ဝင် pop ထဲဝင်ဒါကိုဖြောင်းလိုက်ပါ read okay read ဆို reset ပါ reset လို့ဆိုရပြီပေါ့Photocopia ID လည်းဒီလေးမှာရှိပါတယ်ဒီလေးစာအုပ်ထဲမှာရေးထားပါ oh star sorry ဒီမှာပါဘလို့တဲ့သူရဲ့ ID လေးက4916565336ပဲဖြစ်ပါတယ်အဲ့အိမ်လေးကအရင်ကမှလာတယ်ခေ download အကျစ်ခေရပြီ okay ရပြီဒီမှာပါဖင်တိုင်းရောက်သွားတယ်တွက်လဲနည်းနည်းအဲ့လိုမျိုးကြောင်နာလားမသိဘူးကြောင်တလို့ပါလို့နဲ့ဒီမှာဂျူလီခုနတွေ့လိုက်တယ်ဒီမှာပါဒီမှာကားရှိုးသွင်းရဲ့အရှိမလားမသိဘူးเนาะဟုတ်ပါရဲ့ကားရှိုးသွင်းရဲ့အရှိမဖြစ်ပါတယ်လမ်းမိုင်မှာเนาะသူကလည်းဘယ်လိုရမလဲဒီမှာဒါတော့ဆက်တယ်ဟဲ့ဒါအိမ်နိုင်ဟဲ့ရုပ်စရာကြီးဒီမှာသူ့ရဲ့ဝင်ပေါက်ကိုပြပေးမယ်เนาะသူ့ရဲ့ဝင်ပေါက်ငါပြအောင်နေရသူ့ရဲ့ဝင်ပေါက်လီကတော့ဒီမှာပါဟိုလိုမျိုးတကားအနေနဲ့ဝင်ပြနေဆိုရင်တော့ဒီမှာပါဒီကနေပြောဝင်ပြောမယ်ဒီမှာလည်းတစ်တီလေးစားဖို့အတွက်ကိုချက်ကပြပါတယ်ပြီးတော့ရင်ဒီမှာလည်းရေချိုးစရုံလေးပါရှင့်ဒီမှာလည်းရေချိုးစရုံလေးပါဒီဘဲလေးတက်စီလို့ရတယ်လေဟဲ့ဘဲစီမဲလို့ဟာဘဲလေးစီလို့မရပါလားလို့ဖြစ်တာဘဲလေးစီလို့မရဘူးဒါပေမဲ့မိုက်တယ်နော်အိမ်လေးကိုကြိုက်ကြလားအဝေးကြီးနဲ့ကြပြီမယ်နော်ဂျူလီနော်ဒီမှာအဝေးကနေပြီးတော့ဂျူလီပြပေးမယ်ရှင့်โอเคဒီကနေပြီးတော့ကြည့်ကြလှမ်းကြည့်ကြလာနော်ဂျူလီကြောက်တာမဟုတ်ဘူးနော်